လူလေးတို့ဘာဖြစ်ကြတာတော့လူငယ်ချင်းချင်းကွာ အဖေကျွန်တော်တို့ကျွဲလာဝယ်တာလေရောင်လို့ကြီးတားရလာလို့မိဝိုင်းစော်နေလို့ ဒါဆိုအဖသားကြီးတွေဘယ်လိုမှလို့ ခမည်းမားလို့ကျုပ်တို့ဖေဝယ်မဲ့ကျုပ်ခမည်းလူဝယ်လို့ဖြစ်တာ ကိုကြီးကလူတွေတော့ ရွှေတစိမ့်စုရမျိုးနွယ်စုကဦးမိုးချိုးရဲ့ပါ အဲ့ဒါဆိုမင်းတို့ညီကိုတော်တယ်ရံမဖြစ်တင်ဘူးဟေးအဲ့ဒီစကားကလက်မခံဘူးမင်းတို့လိုကောင်းနေတဲ့ဆွေမျိုးတော်တယ်ဆိုရင်တည်သွားတဲ့ရွှေစည်းကငါတယ်ဒီရဲ့ဂုံသက်ခါကိုထိကြိုက်တယ်အကိုမိုးချိုအကိုနဲ့ကျွန်တော်နဲ့ကအမွှာညီကိုတဲ့ဗျဖေးမင်းပါကြီးရဲ့ကျင့်နေစီစကားပြောတာလေငါပုံစံဖမ်းပြီးငါ့ကိုချက်ခွဲနေမင်းမလားဟာမဟုတ်ဘူးအကိုမိုးချိုနဲ့တီးရအောင်လို့မှုံကြီးနဲ့တိုင်ပင်ပြီးတော့လုံးမိတာအကိုအချက်ခွဲတာမဟုတ်ဘူး shut up ဆက်မပြောနဲ့တားလို့ပြန်မယ်ဒီလိုကောင်းနေနဲ့ဖက်ပြီးရံမဖြစ်နဲ့အကိုရှင်ဘွက်ထဲကိုဆင်းခိုင်းရမယ်မြေကြီးပေါ်မှာလမ်းလျှောက်တာချင်းတူတူဖက်နှက်မပါတဲ့ခြေထောက်တန်ဖို့ဘုတ်ဖက်နှက်စီးတဲ့ခြေထောက်တိအောင်လုပ်ရမယ်သူတို့တွေကသားတို့နဲ့ညီကိုတော်တယ်ဟိုဟာအဖေရဲ့အမွာအကို ဟာဟိုညီကိုတော်ရတာပြောတာဖေဟာသူတို့ဆက်ဆံတာမတူတူလို့မတန်တူလို့နဲ့ ဟေးအဲ့ဒါကသိရင်တင်းချမ်းရောက်မယ်ဆိုတော့မသိသေးလို့ဘဝင်မြင့်နေတာဒါဟုသားတို့ကသိတယ်သိတဲ့လူကမသိတဲ့လူကိုခွန့်လွတ်လိုက်အဖေကတင်းချမ်းမှာတစ္ဆာဆိုခဲ့ပြီးပြီမင်းတို့ဘာကြီးရဲ့လူချင်းအစင်တန်းကွဲတဲ့စိတ်အနိုင်ကျင့်တဲ့စိတ်အဲ့ဒါပြောင်းပြစ်မယ်လို့လူဖြစ်ပြီးလူစိတ်မရှိတဲ့လူစိတ်သွင်းပေးရမယ် ဟာအဲ့ဒါအောင်မြင်မလားဖေဟာ အောင်ပြောင်လို့ဘာပေါ်ကွာ तू ကတထေးသားအဖေကအစွန့်ပစ်ခံရတဲ့လူသူ့ကိုစိတ်တွေပြောင်းနေနေရမှာလိုအပ်ရင်အဖေအသက်ပေးမယ်ဒါမှမဟုတ်ရင်သားသမီးတွေရဲ့အသက်ကိုအဖေတောင်းမယ်ဗျာအကျင့်ပါနေတဲ့ဇရိုက်ပြက်နေတဲ့လူပြုပြင်ပြောင်းလဲတဲ့နေရာမှာအခက်ခဲတွေရှိတတ်တယ်အချိန်တွေပေးရမယ်အဖေတို့ကဘဝတွေကလာတဲ့ဘဝသမားတွေဆိုတော့ဘာပဲပြောရတာသဘောပေါက်လွယ်တယ်ဒီဘဝင်မြင့်နေတဲ့လူတွေပဲလောကဆိုကဆုံးမအစည်းအရုံးကခက်တယ်ဘာဖြစ်အဖေဖြစ်ချင်တယ်ကွာသားတော်ပဲအကူကြီးဒီကွန်မိုးကြီးရဲ့မောက်မာတဲ့စိတ်တွေကိုကျွန်တော်ဖျက်ပစ်မယ်လူချင်းမတူမတန်ဆက်ဆံတဲ့အယူဆတွေကိုကျွန်တော်တော်လာနဲ့ကျွန်တော်ဖျက်ပစ်မယ်ဒီလိုစိတ်အယူဆရှိတဲ့သဘောတူရဆိုရင်ညနေဆိုရင်ကျွန်တော်ဆုံးရပေးပါ